အားလုံးပဲမင်္ဂလာပါကျမတို့ channel ကနေပြန်လည်ကြိုဆိုပါရစေသတင်းမှန်တိကျတဲ့အချက်အလက်တွေနဲ့မြန်မာလူထုအတွက်ရည်ရွယ်ထားတဲ့ဗီဒီယိုတစ်ခုနဲ့ပြန်လာပါတယ်ဒီနေ့မှာတော့အိန္ဒိယအုပ်ချုပ်သည့်ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုကြောင့်ခရီးသွားများတိုက်ဆုံခဲ့ရတဲ့အဖြစ်အပျက်အကြောင်းကိုတင်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီဒါဆိုစလိုက်ကြရအောင်ပါအိန္ဒိယအစိုးရကထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာဧပြီလ22ရက်နေ့ကခရီးသွားတွေကိုလက်နက်ကင်တွေပစ်ခတ်မှုဖြစ်ပွားခဲ့တယ်။တိုက်ခိုက်မှုမှာအမျိုးသားတွေကိုရည်ရွယ်ပစ်ခတ်ခဲ့တယ်လို့မျက်မြင်သက်သေတဦးကပြောပါတယ်။ဒါကနှစ်ပေါင်းများစွာအတွင်းအရက်သားတွေကိုဖြစ်ပွားခဲ့တဲ့အဆိုးရွားဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။အကြီးတန်းရဲအရာရှိတဦးရဲ့ပြောပြချက်အရပါရကန်နွေရာသီအနားယူကျေးရွာမှာအနည်းဆုံးလူ24ဦးသေဆုံးခဲ့ပြီးဒီကျေးရွာကရှင်နဂါမြို့ကနေကားလန်အတိုင်း60ကီလိုမီတာအကွာမှာရှိပါတယ်။ပစ်ခတ်သူတွေဟာဘယ်နှယောက်လဲဆိုတာအတိအကျမပြောနိုင်ပေမဲ့တောထဲကနေထွက်လာပြီးလွင်ပြင်လေးအနားမှာပစ်ခတ်တာပါလို့ခီးသွားတွေအတွက်မြင်းငယ်လေးတွေထောက်ပံ့ပေးသူဖြစ်တဲ့မျက်မြင်သက်သေတဦးကပြောပါတယ်။အမည်မဖော်လို့တဲ့ဒီသက်သေကသူတို့ကအမျိုးသမီးတွေကိုတော့ရှောင်ပြီးအမျိုးသားတွေကိုပဲရည်ရွယ်ပစ်ခတ်တာသိတာပါတယ်လို့ဆိုပါတယ်။တခါတလေတစ်ချက်ပဲပစ်တယ်တခါတလေအတွဲလိုက်ပစ်တယ်မုံတိုင်းလိုပါပဲလို့သူတို့ကဖြစ်ဆွက်ပြောပါတယ်ဝန်ကြီးချုပ်နရင်ဒရာမိုဒီကဒီရောက်မှလာတဲ့လောက်ရက်ကိုပြစ်တင်ရှုတ်ချပြီးတိုက်ခိုက်သူတွေကိုအရေးယူမယ်လို့ကတိပေးခဲ့ပါတယ်အိန္ဒိယနိုင်ငံကနေဒါပြည်နယ်ကအမျိုးသမီးတဦးကသူနဲ့သူ့သားရှိမှာခင်မွန်းနဲ့သားပြစ်တက်ခံခဲ့ရတဲ့အတွက်အိမ်မဆိုးကြီးလိုပါပဲလို့ပြောပါတယ်အိန္ဒိယတူတဲ့သတင်းဌာနရဲ့ဖော်ပြချက်အရသူတို့ကိုလူ3-4ယောက်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးကျမကိုလည်းတတ်ပါလို့ကျမပြောခဲ့တယ်သူတို့တဲကတယောက်ကမင်းကိုမတတ်ဘူးဒီအကြောင်းဝန်ကြီးချုပ်မိုဒီကိုတက်ပြောလိုက်လို့ပြောခဲ့တယ်လို့သူကဆိုပါတယ်ဒီတိုက်ခိုက်မှုအတွက်ဘယ်အဖွဲ့ကမှတာဝန်မယူသေးပေမဲ့မွတ်စလင်များစုနေထိုင်တဲ့ဒီဒေသမှာ1989ခုနှစ်ကတည်းကလက်နက်ကင်တော်လှန်ရေးတွေရှိနေခဲ့ပါတယ်သူတို့ကလွတ်လပ်ရေးဒါမှမဟုတ်ကက်ရှမီးယားရဲ့တစ်စိတ်တစ်ပိုင်းကိုထိချုပ်ထားတဲ့ပါကစ္စတန်နဲ့ပူးပေါင်းမှုလှုပ်ရှားနေကြတာဖြစ်ပါတယ်ဒီအသက်ခံရမှုတွေဟာမိုဒီနဲ့အိန္ဒိယကိုလေးတာခီးလာတဲ့အမေရိကန်ဒုသမ္မတဂျေဒီဘန့်စ်တို့တွေ့ဆုံပြီးတရက်အကြာမှာဖြစ်ပွားခဲ့တာပါထိုအကြမ်းဖက်မှုဟာအမေရိကန်ဒုတိယသမ္မတဂျေဒီဘန့်စ်၏အိန္ဒိယခီးစဉ်ပြီးချိန်နောက်ပိုင်းဖြစ်ပွားခဲ့ခြင်းကြောင့်နိုင်ငံရေးစစ်ရေးနိုင်ငံတကာဆက်ဆံရေးတို့အပေါ်စရိုက်တရားမှုရှိနိုင်တဲ့အရေးပါတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်လုံခြုံရေးအရာရှိတဦးကပြစ်ခတ်ခံရသူတွေထဲမှာနိုင်ငံခြားခီးသွားတွေလည်းပါတယ်လို့ဆိုပေမဲ့တရားဝင်အတည်ပြုချက်မရှိသေးပါဘူးအိန္ဒိယကကက်ရှမီးယားမှာစစ်သား9သိန်းနီးပါးအမြဲတမ်းချထားပေမဲ့2019ခုနှစ်မှာမိုဒီအစိုးရကကက်ရှမီးယားရဲ့အကန့်အသတ်နဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုချုပ်သိမ်းလိုက်တဲ့နောက်ပိုင်းတိုက်ပွဲတွေရော့ကျသွားခဲ့ပါတယ်အိန္ဒိယနဲ့ပါကစ္စတန်အကြားဖြစ်ပွားလာသောနယ်နိမိတ်နဲ့ပိုင်ဆိုင်မှုဆိုင်ရာပဋိပက္ခဖြစ်တဲ့ဒေသအနောက်မြောက်ဘက်တွင်တရုတ်နဲ့အိန္ဒိယအကြားပါရှိသည့်အဓိကကိစ္စများလည်းပါဝင်နေတယ်အိန္ဒိယသည်ယနေ့တွင်ကက်ရှမီးယားဒေသ၏ပြန်မြမြေမျက်နှာပြင်55%ကဂျမ်မူကက်ရှမီးဂျိုင်ဝမ်လာဒက်အများစုနှင့်ရေခဲတောင်တို့ကိုပိုင်ဆိုင်ထားပြီးလူဦးရေ၏80%ကိုထိန်းချုပ်ထားသည်ပါကစ္စတန်သည်အဇက်ကက်ရှမီးယားနှင့်ဂျစ်လစ်ဘယ်လ်တစ်စတန်တို့ပါဝင်သောမြေမျက်နှာပြင်30%ခန့်ကိုထိန်းချုပ်ပြီးတရုတ်နိုင်ငံကတော့အဆိုင်ချင်းထရန်ကာရာကိုရန်ထရန်နှင့်ဒမ်ချော့တို့ပါဝင်သော15%ခန့်ကိုထိန်းချုပ်ထားသည်1948ခုနှစ်တွင်ဗြိတိရှအိန္ဒိယကလွတ်မြောက်ပြီးနောက်ကက်ရှမီးယားဒေသမှာအငင်းပွားမှုကြီးတစ်ခုစတင်ခဲ့ပါတယ်ပါကစ္စတန်ကြောက်နောက်ခံတများကဂျမ်မူနဲ့ကက်ရှမီးယားကိုအနောက်ဘက်ကတိုက်ခိုက်ခဲ့တယ်အဲ့ဒီအခါမှာကက်ရှမီးယားရဲ့ထိုအချိန်ကအုပ်ချုပ်သူမဟာရာဂျာဟာရီစင်းကအိန္ဒိယဘက်ကိုကူညီတောင်းခဲ့ပြီးထို့အပြင်အိန္ဒိယပြည်ထဲဝင်ဖို့စာချုပ်ချုပ်ခဲ့တယ်ဒါကြောင့်ပဲအိန္ဒိယတပ်ဖွဲ့ဝင်ရောက်လာပြီးအိန္ဒိယပါကစ္စတန်တိုက်ပွဲ1949 1948ကက်ရှမီးယားစစ်ပွဲဖြစ်ပွားခဲ့တယ်
တိုက်ပွဲနောက်ပိုင်းမှာကုလသမဂ္ဂလှုပ်ဆောင်မှုရပဏိပခရဆဲမှုလုပ်ရမှာ Line of Control LOC ဆိုတဲ့အချုပ်ချာမရှိသောနယ်စပ်မျဉ်းတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံစလုံးကတော့ကက်ရှ်မီးယားတစ်ခုလုံးကိုသူတို့မူပိုင်ဟုဆိုနေကြပါတယ်။1962ခုနှစ်တွင်တရုတ်နဲ့အိန္ဒိယတိုက်ပွဲဖြစ်ပွားခဲ့တယ်။1965နဲ့1999ကာဂျက်တိုက်ပွဲများဖြစ်ပွားခဲ့တယ်။1989ခုနှစ်မှာစတင်ပြီးအိန္ဒိယထိန်းချုပ်နေသည့်ကက်ရှ်မီးယားတိုင်ဝမ်တွင်ပါကစ္စတန်မှထောက်ခံမှုရှိသည့်အဖွဲ့များကတော်လှန်ရေးပြုလုပ်ခဲ့ကြတယ်။ကက်ရှ်မီးအရေးသည်ယနေ့ထိနိုင်ငံသုံးနိုင်ငံအကြားအငြင်းပွားဖွယ်ရာဒေသတစ်ခုဖြစ်နေသေးပါမကြသေးမီနှစ်အတွင်းအာဏာပိုင်တွေကစောင်းနှင်းမှာနှင်းလျှောစီးဖို့နေရာဒီမှာအိန္ဒိယရဲ့အခြားဒေသတွေမှာရှိတဲ့အပူဒဏ်ကနေလွတ်မြောက်ဖို့အတွက်ဒီတာမော်ဒေသတွေကိုအလွန်အမင်းကြီးညာခဲ့ပါတယ်။ရုံးတော်ကထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရ2024ခုနှစ်မှာကက်ရှ်မီးယားကိုခီးသွွား 3.5 သန်းလာရောက်လာခဲ့ပြီးအများစုကပြည်တွင်းခီးသွွားတွေဖြစ်ပါတယ်။မကြသေးမီနှစ်တွေအတွင်းအဆိုးရွားဆုံးတိုက်ခိုက်မှုက2019ခုနှစ်ဖေဖော်ဝါရီလမှာပူဝါမာမြို့မှာဖြစ်ပွားခဲ့ပြီးတော်လိုင်းသမားတွေကရဲတပ်ဖွဲ့ကားတန်းကိုဗုံးတပ်ကားနဲ့တိုက်ခိုက်ခဲ့တာကြောင့်လူ40သေဆုံးပြီးအနည်းဆုံး35ဦးဒဏ်ရာရှိခဲ့ပါတယ်။အရက်သားတွေကိုမကြသေးမီနှစ်တွေအတွင်းအဆိုးရွားဆုံးတိုက်ခိုက်မှုက2000ပြည့်နှစ်မတ်လမှာဖြစ်ခဲ့ပြီးအိန္ဒိယအရက်သား36ဦးသေဆုံးခဲ့ပါတယ်။အိန္ဒိယကဒီတော်လိုင်းရဲ့နောက်ွယ်မှာရှိတဲ့လက်နက်ကိုင်တွေကိုပါကစ္စတန်ကအားပေးတယ်လို့မကြာခဏပြောလို့ရှိပါတယ်။ပါကစ္စတန်ကတော့ဒီအချက်ကိုညှင်းဆိုပြီးကက်ရှ်မီးယားရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ရုန်းကန်မှုကိုသာထောက်ခံတယ်လို့ဆိုပါတယ်။အခုနောက်ဆုံးသတင်းတွေအရဆိုရင်ပါကစ္စတန်နိုင်ငံကအိန္ဒိယအုပ်ချုပ်သည့်ကက်ရှ်မီးယားဒေသအတွင်းခီးသွွားများအသက်ခံရမှုအပေါ်အသေးစိတ်စုံစမ်းစစ်ဆေးရေးတရက်ပြုလုပ်ရန်ဖော်ပြခဲ့ပြီးဒီအမှုတွင်ပူပေါင်းဆောင်ရွက်ရန်အတွက်အဆင်သင့်ဖြစ်ကြောင်းနဲ့ငြိမ်းချမ်းရေးကိုမျှော်လင့်ကြောင်းထပ်မံပြောကြားခဲ့တယ်။အိန္ဒိယအစိုးရဘက်ကတော့ခန့်မှန်းချက်တွေအရတိုက်ခိုက်မှုမှတာဝန်ရှိသည်ဟုတန်တရားရှိသူ3ဦးအနက်2ဦးမှာပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်းထုတ်ဖော်ခဲ့တယ်။ဒါပေမဲ့ပါကစ္စတန်ကတော့ထိုတိုက်ခိုက်မှုနဲ့မိမိတို့အစိုးရအနေဖြင့်မြည်သည့်ပတ်သက်မှုများမရှိကြောင်းညှင်းဆိုထားတယ်။ဤတိုက်ခိုက်မှုသည်2025ခုနှစ်ဧပြီလ22ရက်နေ့တွင်ဖြစ်ပွားခဲ့ပြီးအိန္ဒိယနိုင်ငံသား25ဦးနဲ့နီပေါနိုင်ငံသား2ဦးသေဆုံးခဲ့ပါတယ်ဆိုတာတင်ပြလိုက်ရပါတယ်။အဆုံးထိကြည့်ရှုခဲ့ပေးလို့ကျေးဇူးတင်ပါတယ်။နောက်လာမယ့်သတင်းနဲ့အဆောင်အမတွေကိုစောင့်မျှော်အားပေးကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်။